Hello အားလုံးပဲမင်္ဂလာပါအခုသင်ခန်းစာမှာကျွန်တော်တို့SQL table တစ်ခုနဲ့တစ်ခု join တဲ့ဟာတွေကိုကျွန်တော်ပြောပြမယ်အဲ့တော့မိတ်ဆွေတို့တခြားစဉ်းစားကြည့်ပါတကယ်တမ်းကျွန်တော် website တစ်ခုက table တစ်ခုလဲဆိုတာတော့မဖြစ်နိုင်ဘူးเนาะ Okay အဲ့တော့ကျွန်တော် Facebook နဲ့ပဲစဉ်းစားကြည့်အောင် Facebook နဲ့เนาะအဲ့တော့ user တွေကိုကျွန်တော်တို့က user information Facebook မှာဥပမာ user table ရှိမှာပေါ့ကျွန်တော်တို့ register လာပြီးလုပ်လိုက်တယ်ဆိုလို့ရှိရင် user table တွေကို record တစ်ခုကဝင်သွားတယ်ကျွန်တော်ဖြည့်လိုက်တဲ့ information တွေเนาะအဲ့လိုပဲနောက်ထပ် user detail ရှိလေဦးမယ် user detail ကကြတော့ဘယ်လိုလဲဆိုတော့ဥပမာမိတ်ဆွေတို့ကျွန်တော် profile နဲ့ဝင်ပြီးတော့ကျွန်တော် edit လုပ်တယ်လေနော် work တွေထည့်တယ်ဘာလုပ်တယ်ညာလုပ်တယ်ပြင်တယ်ပြီးတော့ bio တွေထည့်တယ်အဲ့တော့ user detail ဆိုတဲ့ table တစ်ခုကလည်းရှိလေဦးမယ်အဲ့တော့ user table နဲ့ user detail ဆိုတဲ့ table နဲ့နှစ်ခုဖြစ်နေပြီအခုချိန်นี้မှာဖြစ်နေပြီဆိုအဲ့ဒီနှစ်ခုကိုကျွန်တော်ကချိတ်ပြီးတော့ထုတ်ပေးဖို့လိုတယ်ပေါ့နော်။ Okay အဲ့လိုမျိုးအချိန်ဒီမှာကျွန်တော်တို့ကဒီ join လုပ်တဲ့ဟာတွေကိုလာပြီးတော့သုံးရမယ်။အဲ့တော့ဒီမှာကျွန်တော်WT School ကနေပုံလေးတစ်ခုယူလာတယ်။အဲ့တော့ join ဒီမှာအားလုံးပေါင်း၄မျိုးရှိတယ်။ inner join ဆိုတာဒီမှာဒီမှာအစိမ်းရောင်လေးနဲ့ပြထားတာเนาะ table နှစ်ခုရှိတယ်။ဒီနှစ်ခုကနေပြီးတော့ဒီမှာတူတဲ့ဟာတွေကိုပဲဆွဲထုတ်မှာ။ဒီ table နှစ်ခုတွေကနေတူတဲ့ဟာကိုပဲဆွဲထုတ်မှာ။လောလောဆယ်ဒီလိုလေးပဲမှတ်ထားပါ။ left join ဆိုတာဒီဘက်ဘယ်ဘက်တီးပဲပေါ့နော်ဘယ်ဘက်တီးပဲဟာကိုထုတ် right join ညာဘက် full join ဆိုတာအကုန်လုံးကနေပြီးတော့ထုတ်မှာနော်ဒီလိုပုံစံမျိုးဒီကကျွန်တော် join လုပ်တဲ့ဟာတွေokay မိတ်ဆွေတို့နားလည်မယ်လို့ထင်တယ်နောက်တစ်ခုရှိသေးတယ်ဗာလဲဆိုတော့ကျွန်တော်တို့ဒီအခုနောက်ထပ်သင်ခန်းစာရောက်လို့ရှိရင်ကျွန်တော်တို့တကယ်လက်တွေ့သင်ခန်းစာတွေလုပ်ကြည့်မယ်နော်ဒါပေမဲ့မိတ်ဆွေတို့ဒီဟာကိုနားမလည်သေးဘူးဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့ဟာတွေထက်ကနားထောင်ကြည့်ပါလိုက်ပြီးတော့စမ်းကြည့်ပါအဓိကအရေးကြီးတာလိုက်ပြီးတော့စဉ်းစားပါဥပမာဒီ website ကိုမြင်မှုတဲ့ website တခုရှိတယ်ဒီအစိပ်ပိုင်းလေးနဲ့ဒီအစိပ်ပိုင်းလေးဘယ်လို table နဲ့ဖန်တီးပြီးတော့ဘယ်လိုချိန်မလဲဆိုပြီးတော့အများနဲ့စဉ်းစားကြည့်နေဖို့လိုတယ်ဒီ SQL မှာဒီ skill ကိုရဖို့အတွက်เนาะ Okay အားလုံးပဲကျေးဇူးပါနောက်သင်ခန်းစာမှာကျွန်တော်တကယ်လက်တွေ့သင်ခန်းစာလာပြီးတော့လုပ်ကြည့်အောင်เนาะ